Bà mô tình sẽ lại chú đà bà sẽ xa xa là mua nô của chú bà để qua nô sử này bà để nó khá nào là chú này xa xa trên cái đấy à mới dạy xin lưu bà đã mô nên nét cho cháu sử khái ạ của nó tông sẽ xa cao nào thì nó tụ có qua sử nào thả thả bà ấy Dạ bị nào Như nào Nên mua tình trạng nha bà đó đó tình trạng nha bà bị xeအခုလိုမျိုးစုပွားအောင်စုထားပြီးတော့အဲ့လိုပဲရတာမဟုတ်ပါဘူးเนาะတ냐လောက်တိတ်ထားရပါတယ်ရှင်မလုံးမခတ်ပဲနဲ့သူ့ဟာသူတိတ်ထားမယ်ဆိုရင်တော့ကြပါရဲ့ထင်ရည်နဲ့ကြည့်ပြီးတော့ဒါတော့ထင်ရည်လေးပါဒါတော့ထင်ရည်လည်းမလို့ပါထင်ရည်နဲ့စားပါဖြစ်နေစားမယ်ဒါထင်ရည်လေးပါတော့စားလို့ကြားရပါမင်္ဂလာပါမောဒီနေ့တင်ရှင်လောက်တဲ့ညီပြောပြမယ်တင်ရှင်ဘယ်လိုလောက်ရတာလဲဆိုတော့ပထမဆုံးမိုးတော့နို့ကိုကျူရမှာဖြစ်တယ်နော်နို့ကိုပွက်ပွက်ဆူနေအောင်ကျူရမယ်ရင်နွေပွက်ပွက်ဆူလာတဲ့အခါကျလို့ရှိရင်ချက်ချင်းမီးမပိတ်ပဲနဲ့ခဏလောက်10စက္ကန့်20စက္ကန့်30လောက်အဲ့လောက်ထိပွဲနေအောင်ဆူထားတာဆူနေအောင်တဲပေးပါเนาะအဲ့လိုမျိုးတဲပေးပြီးဆိုလို့ရှိရင်တော့ချလို့ရပါပြီချပြီးတော့ခဏလောက်အေးခံတာပါတအားကြီးလဲအေးလို့မရပါဘူးပူနွေ့နွေ့လေးလက်လေးထိနိုင်တယ်အဲ့ဒီရုံလောက်နဲ့တွင်တင်ချင်းစားလောက်မှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတင်ချင်းလောက်ဖို့အတွက်တင်ရှင်အဟောင်းဒါမှမဟုတ်နှုတ်ရှင်ကိုထည့်ရမှာဖြစ်ပါတယ်ရှင်နှုတ်ရှင်ဒါမှမဟုတ်တင်ရှင်ကို2စွန်းခွဲ3စွန်းလောက်ထည့်ရမှာပါနှုတ်ရှင်ဘယ်လိုလုပ်လဲဆိုရင်တော့အဲ့ဒီတင်ရှင်မလုပ်ခင်တရက်နေ့မှာနှုတ်ကို24နာရီအပြင်မှာထားရှင်သွားအောင်လုပ်ပါအဲ့ဒီနှုတ်ရှင်ကို2စွန်းလောက်ပဲထည့်ရမှာเนาะအဲ့ဒီပူပူနွေ့နွေ့နဲ့ခဏကြိုထားတဲ့နှုတ်အိုးထဲမှာ2စွန်းတော့မဟုတ်3စွန်းလောက်သမင်းစားစွန်းနဲ့အလောက်ထည့်ရမယ်เนาะအဲ့လိုထည့်ပြီးလို့ရှိရင်တော့မလုပ်ပဲနဲ့24နာရီအပြင်မှာထားပေးရပါမယ်ရှင်အပြင်မှာဆိုတာရေခဲတက်တာမဟုတ်တဲ့ပုံမှန်ပူရှင်ရှိတဲ့နေရာနားမှာ24နာရီထားရပါမယ်24နာရီထားပြီးလို့ရှင်ဒါတင်ရှင်ရတယ်เนาะဥပမာဆိုလို့ရှိရင်ဒီနေ့မနက်9နာရီလောက်တယ်ဆိုလို့နေ့ပြန်မနက်9နာရီဆိုလို့ရှိရင်ရပါပြီရှင်အဲ့လိုမျိုးနှုတ်ဘူးလေးတွေအဲ့ဒီလိုကြိုထားတဲ့နှုတ်ကိုအပြင်မှာထားတဲ့ခါကျရင်အဖုံးလေးဖုံးထားပြီးပါနော်ဒါမင်းလုံးအောင်ဖုံးထားလို့မရပါဘူးနည်းနည်းဖွင့်ထားပေးရပါမယ်ရှင်အဲ့ဒီလိုမျိုးအဖုံးနည်းနည်းလေးဖွင့်ထားမှဒါရင်ဒါတင်ရှင်ဖြစ်မှာနော်မနေ့ပြန်ကြလို့တင်ရှင်ဖြစ်သွားပြီဆိုလို့ရှိရင်တော့အရသာထည့်ရမှာမယ်။ဘာရသာထည့်ချင်းလဲဥပမာတရားထဲမှာလားထင်းငယ်ရထဲမှာလားအဲ့လိုလေးစားတောင်းနေမှာဒါမှမဟုတ်စတော်ဘယ်ရီနဲ့စားမလားပေါ့နော်စတော်ဘယ်ရီကိုယူထားတဲ့စတော်ဘယ်ရီနဲ့စားမလားပေါ့နော်